အားလုံးပဲမင်္ဂလာပါရှင်ခင် Audio Book Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါဖတ်ပြမှာကတော့စာရေးဆရာညာနာနဲ့စူးစမ်းမိရေးသားထားတဲ့ချစ်သူနဲ့စိတ်ချမ်းမာရေးဆိုတဲ့စာအုပ်ထဲမှာလက်မှတ်ဆိုတဲ့စောင်းမလေးတစ်ပုဒ်ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ကျမတို့တွေစဉ်းစားကြည့်ဘူးလားကိုယ့်ရဲ့အိမ်နောက်ဘက်ရီးစားတငယ်ချင်းမိဘစသဖြင့်နီးစပ်ရာလူတွေရဲ့အကြောင်းကိုဘယ်လောက်သိတယ်လဲဘာတွေကိုသူတို့ကြောင်းရုံလဲဘာတွေကသူတို့ကိုဝမ်းနည်းစေလဲဘာတွေကသူတို့ကိုပျော်ရွှင်စေလဲသူတို့မှာဘလို့အိမ်မက်တွေရှိနေလဲဆိုတာတွေကိုနီးစပ်တယ်ဆိုပေမဲ့တရားအကြောင်းတရားဘလောက်မှမသိပဲနေတတ်ကြတယ်လို့နာမည်ကျော်စိတ်ပညာရှင်တဦးကပြောမှုပါတယ်သူကနှစ်ပေါင်း40ကျော်လေ့လာခဲ့ပြီးလက်မတ်လို့ခေါ်တဲ့နားလည်မှုမြေပုံတွေအကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်သူ့ရဲ့စံတတ်မှုတစ်ခုမှာအိမ်နောက်သက်10နှစ်ကျော်လင်မယားတွဲကိုမိကွန်းလေးတွေမေးခဲ့တယ်။ခင်ဗျားအမျိုးသမီးရဲ့အကြိုက်ဆုံးအရာကဘာလဲ။ဘယ်တချင်းကိုနှစ်သက်လဲ။ဘယ်အစားအစာကိုမုန်းလဲ။စသဖြင့်ပေါ့။ဟောစရာကောင်းတာကယောက်ျားဖြစ်သူကတခုမှမှန်အောင်မဖြေနိုင်ခဲ့ဘူး။တိမ်နဲ့နှစ်ပေါင်းများစွာအတူတူနေလာခဲ့ပေမဲ့တယောက်ကြောင်းတယောက်အခြေခံကြမသိခဲ့ကြဘူး။ကိုနဲ့အတူနေထိုင်သူရဲ့အသေးအမွှားအကြိုက်တွေတော့မသိဘူးဆိုတာအတော်လေးဘဝင်မကျစရာကိစ္စပဲမဟုတ်ပါလားဒါဟာအိမ်နောက်ရေးတွေရဲ့အဓိကပြဿနာလို့ပညာရှင်တဦးကယူဆပါတယ်လူတွေဟာတယောက်နဲ့တယောက်နားလည်မှုနည်းပါးလာတာနဲ့အမျှချစ်ချင်းမြတ်တာတွေလည်းပါလာတတ်ပါတယ်ဒါပေမဲ့လက်မတ်တွေကိုအမြဲ update လုပ်နေတဲ့ဇုံတွဲတွေကပိုပြီးကြာရှည်ခံတဲ့စစ်ဆန်ရေးကိုပိုင်ဆိုင်ကြတယ်တဲ့လက်မတ်ဆိုတာကတယောက်နဲ့တယောက်နားလည်မှုကိုမြင့်တင်ပေးဖို့ဝီလန်ကောင်းတဲ့အကြောင်းပါပဲအဲ့ဒါလေးတွေကိုဘယ်လိုလေ့ကျင့်နိုင်တယ်လဲဆိုတာအသေးစိတ်ဆက်ရှင်းပြပါမယ်လက်မတ်တိုးတက်စီဖို့နံပါတ်1 open ended question တွေမေးပါဒီနေ့ဘာတွေဖြစ်ခဲ့လဲဘာတွေစဉ်းစားနေလဲရှေ့ဆက်ဘာတွေလုပ်ဖို့ရည်ရွယ်ထားလဲနံပါတ်2တနေ့ကိုအနည်းဆုံးမိနစ်20လောက်အချိန်ပေးပါ TV ပိတ်ဖုန်းချထားတယောက်နဲ့တယောက်စကားပြောပါနံပါတ်3အသေးအမွှားလေးတွေကိုသတိထားပါဒီနေ့ဝေထားတဲ့အင်ကြီးအစ်စ်သပင်ပုံစံပြောင်းသွားတာစိတ်အခြေအနေပြောင်းသွားတာအရေးကြီးဆုံးကနားထောင်တတ်ဖို့ပါနောက်ဆုံးအနေနဲ့ပြောချင်တာကနားထောင်တတ်ဖို့အရေးကြီးပါတယ်မိခိုးနေမေးတာထက်နားထောင်တာကပိုအရေးကြီးပါတယ်တစ်ဖက်သားပြောတဲ့အခါကြားဖြတ်မပြောပါနဲ့အကြံမပေးပါနဲ့ဝေဖန်ဆုံးဖြတ်တာမလုပ်ပါနဲ့အာယုံစနားထောင်ပါဒါမှတယောက်နဲ့တယောက်ပိုနားလည်လာမှာဖြစ်ပါတယ်တယောက်နဲ့တယောက်နားလည်မှုကအချိန်ယူပြီးတိဆောက်ရတဲ့အမှုပညာတစ်ခုပါ open ended question game ညနေပိုင်းအိမ်ပြန်ရောက်ရင်တယောက်နဲ့တယောက်ဖွင့်ပြီးမေးလို့ရတဲ့မေးခွန်းတွေမေးရပါမယ်။ဥပမာဒီနေ့ဘယ်ရာကမင်းကိုပျော်ရွှင်စေခဲ့တယ်လဲဘယ်ရာကစိတ်ညစ်စေခဲ့တယ်လဲဘယ်သူနဲ့တွေ့ခဲ့လဲဘာတွေပြောဖြစ်လဲနေ့စဉ်မိနစ်20လောက်အချိန်ယူပြီးတယောက်နဲ့တယောက်ဒီလိုမေးခွန်းမျိုးတွေမေးနေရင်နှစ်ယောက်ကြားနားလည်မှုကတဖြည်းဖြည်းတိုးလာမှာပါ။နောက်ပြီးပညာရှင်ကနောက်ထပ်ဂိမ်းတစ်ခုကိုလည်းတီထွင်ထားသေးတယ်။ If you really knew me ဂိမ်းလို့ခေါ်ပါတယ်စကားစမေးခွန်းက If you really knew me တဲ့မင်းငါ့ကိုတကယ်သိရင်ဆိုပြီးစရတယ်ဥပမာမင်းငါ့ကိုတကယ်သိရင်ငါရဲ့အဖြစ်ရှင်ဆုံးဆန္ဒတွေကဘာတွေလဲဆိုတာမင်းသိမှာပါမင်းငါ့ကိုတကယ်သိရင်ငါတစ်ချိန်မှာဘလို့လုပ်ငန်းမျိုးလေးလုပ်ရှင်နေဆိုတာမင်းသိမှာပါမင်းငါ့ကိုတကယ်သိရင်ငါဘလို့မျိုးလေးမှာအခြေချသွားရှင်လဲဆိုတာမင်းသိမှာပါအဲ့ဒီလိုစမ်းသပ်မေးမြန်းနိုင်ပါတယ်ဒီခိန်းလေးကရိုးရှင်းပေမဲ့ထိရောက်မှုအရန်ကောင်းပါတယ်တယောက်နဲ့တယောက်နီးစပ်မှုအလင်းမြန်တိုးစေလို့ပါပဲနောက်ထပ်နည်းလမ်းတစ်ခုကလက်မတ်တိုင်ယာရေးတာပါဒါကဘယ်လိုလုပ်ရလဲဆိုတော့စာအုပ်တော့ဝယ်လိုက်သူ့ကိုလည်းဝယ်ပေးလိုက်ကိုကလည်းနေတိုင်းသူနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုရေးသူ့ကိုလည်းကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုနေ့စဉ်ရေးခိုင်းပါဥပမာဒီနေ့သူငါ့ကိုစိတ်ဘူးလို့ဖုန်းဆက်တယ်သူ့အလုပ်ကိစ္စအတွက်စိတ်ဘူးနေတယ်သူ့မိတ်ဆွေစိတ်ယုံတက်နေရလို့စိတ်မကောင်းဖြစ်နေတယ်သူ့အိမ်မက်ကကလေးတွေကိုစာသင်ပေးရှင်တယ်တဲ့ဒီလိုမှတ်တမ်းလေးတွေရေးထားတာကအံ့ဩစရာကောင်းလောက်အောင်အကျိုးရှိပါတယ်တစ်ချိန်မှာပြန်ဖတ်ရင်တယောက်ကိုတယောက်နားလည်လာခဲ့လဲဘလို့ချစ်လာခဲ့လဲဆိုတာသိလာမှာပါနောက်ပြီး let's make ကဘာတွေကိုလွှမ်းခြုံတင်လဲဆိုတော့နံပါတ်1 emotional mass စိတ်ခံစားမှုပိုင်းဘာတွေကဝမ်းနည်းစေလဲဘာတွေကပျော်ရွှင်စေလဲဘာတွေကစိတ်ဖိစီးစေလဲ
နံပါတ်2 life dream max ဘဝမျှော်လင့်ချက်ပိုင်းဘဝမှာဘာတွေဖြစ်ရှင်လဲဘယ်လိုနေထိုင်ရှင်လဲဘာတွေကိုရအောင်လုပ်ရှင်လဲနံပါတ်3 daily life map နေ့စဉ်ဘဝပိုင်းနေ့စဉ်လုပ်ငန်းတွေကဘာတွေလဲအပတ်ပြင်နည်းတွေကဘာတွေလဲလိလာနေတာတွေကဘာတွေလဲနောက်ပြီး last map ကပြောင်းလဲနေတတ်ပါတယ်ပညာရှင်တယောက်ကတခါဒီလိုဥပမာပေးဖို့ပါတယ်မင်းကမင်းအိမ်တော်ဘက်ရဲ့အကြိမ်ဆုံးစားသောက်ဆိုင်ကိုတည်တယ်ဆိုပါစို့ဒါပေမဲ့သူကအဲ့ဒီဆိုင်ကို2 နှစ်လောက်မသွားဖြစ်တော့ဘူးမင်းသူ့ရဲ့လက်ရှိအကြိုက်ကိုတည်သေးလားတဲ့ဆိုလိုတာကလူတွေရဲ့အကြိုက်တွေစိတ်ဝင်စားမှုတွေအိမ်မက်တွေဟာအချိန်နဲ့အမျှပြောင်းလဲနေတတ်ပါတယ်ဒါကြောင့်လက်မတ်ဆိုတာတစ်ခါလှုပ်ဆောင်ပြီးရင်ပြီးပြီဆိုတာမရှိပါဘူးအမြဲတမ်း update လုပ်နေရမယ့်အရာပါလက်မတ်မရှိရင်ဘာတွေဖြစ်တတ်လဲလက်မတ်မရှိရင်စုံတွဲတွေမှာ emotional distance စိတ်ခံစားမှုအရာဝေးကွာသွားခြင်းတိမ်နေနေပေမဲ့တယောက်နဲ့တယောက်သစိမ်းတရံစံနေတယ်လို့မျိုးခံစားရတယ် paralyze ရောင်ယူသွားနေတဲ့ဘဝတွေတယောက်နဲ့တယောက်ဆက်ဆံမှုမရှိတဲ့တေချာဘဝတွေလိုဖြစ်နေတတ်တယ် disconnection အဆက်အသွယ်ပြောက်သွားခြင်းဘလို့စကားဆရမှန်းမသိတော့ဘူးလက်မဆောက်တဲ့အခါတတိထားရမှာတွေကတော့တခါနဲ့အကုန်သိချင်တာမျိုးမလုပ်ရပါဘူးဖြည်းဖြည်းချင်းလိလာသွားရမှာပါမေးခွန်းနေမဲ့မေးနေပြီးနားမထောင်တာမျိုးမလုပ်ရပါဘူးနားထောင်ခြင်းကပိုအရေးကြီးပါတယ်အဖြစ်မှားရင်စိတ်ဆိုးတာမျိုးကမလုပ်ရပါဘူးမှားတာကိုအပြစ်တင်နေမဲ့စာပိုသိအောင်လုပ်သင့်ပါတယ်စိတ်ရှည်ထားဖို့လိုပါနဲ့တစ်ချက်တည်းနဲ့တရားအကြောင်းတရားအကုန်သိသွားမှာမဟုတ်ပါဘူးလူဆိုတာနေ့စဉ်ပြောင်းလဲနေတာမှုလက်မှတ်တွေဟာ update ဖြစ်လုပ်နေရမယ့်အဖိုင်တွေလိုပါပဲအိမ်နောက်ရေးသူတည်နာတွေအရလင်မယားတွေရဲ့အကြီးဆုံးပြဿနာကဆက်သွယ်ပြောဆိုမှုအားနည်းခြင်းလို့ပညာရှင်ကထပ်ပြောထားပါသေးတယ်ဒါကြောင့်နေ့စဉ်စကားပြောဆိုမှုတွေဟာအရေးကြီးပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးကset speed ဖန်တီးပေးထားဖို့ပါ set speed ဆိုတာဘာလဲတယောက်နဲ့တယောက်လုံခြုံစိတ်ချစွာဖွင့်ဟပြောဆိုနိုင်တဲ့နေရာလေးပေါ့ဥပမာမင်းငါ့ကိုပြောပြရင်ငါအပြစ်တင်မှာမဟုတ်ဘူးမင်းငါ့ကိုပြောပြရင်ငါကူညီပေးမယ်မင်းငါ့ကိုပြောပြရင်ငါနားထောင်ပေးမယ်တရားနဲ့တယောက်လုံခြုံမှုခံစားချက်ရှိမှသာလက်မှတ်ဆောက်လို့ရမှာပါဒါကြောင့်ကိုယ့်ရဲ့ချေရသူအနေနဲ့အတူလက်မှတ်တွေတိဆောက်ဖို့ဒီကနေ့ကစပြီးစတင်လိုက်ကြရအောင်ဘဝမှာဘာတွေဖြစ်ရှင်လဲဆိုတဲ့အထိတက်ဖြည်းဖြည်းတိုးချက်သွားလို့ရပါတယ်တယောက်အကြောင်းတယောက်နားလည်လာတဲ့အမျှချစ်ချင်းမြတ်တာတွေလည်းပို့ပြီးနှရှားလိုက်မှသိကြပါနဲ့အခုဒီစာလေးကိုဖတ်ပြီးတော့ကိုချစ်သူကိုမိကုန်းတစ်ခုလောက်စမေးကြည့်ကြရအောင်လားဒီနေ့တော့ဒီလောက်ပါပဲနားတော့ဆင်ပေးကြတော့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းသောစောင်းမလေးတွေဖတ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဟုတ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်